ကဲဒါလေးကရှင်ဖတ်တယ်မှာဖြစ်ပါတယ်ဒီမဲ့ကြောင်ချာတီဝင်လာတယ်နော်ကြောင်ချာတီနည်းနည်းဝင်လာတယ်ဒီမှာကစွန်းရိုးအနီလေးနဲ့ပေါ့နော်ပြီးရင်ဒီမှာပဲပင်ပေါက်တွေဝင်လာတယ်ဒီမှာခအူးတစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုးရှင်ဖတ်တိတ်မယ်ပေါ့နော်ဒါလေးကဆမ်မုံကိုဂျိုရာဖြစ်ပါတယ်ကိုထဲမဲ့တလောက်ပေါ့နော်ကိုမြများဆိုလို့ရှိရင်ရေမြများလေးနဲ့ဆမ်မုံမြများလေးနဲ့ကြူပေါ့နော်ကြဲကြဲလေးကြူပေးရပါမယ်ဒါကချင်းပတ်တိတ်ဖို့ပါဒါလေးကြူထားမယ်နော်ကဲဆမ်မုံကြူထားတာကိုအေးခံထားပါမယ်စားလေးကိုနည်းနည်းမငတ်အောင်လို့ထည့်ထားမှမွေထားမယ်ပေါ့နော်ကဲဒါလေးကကြောင်ချာဒီလေးတွေကိုပိုင်းပိုင်းလေးထားပါမယ်ဒါလေးကခအုပ်ဖြူလေးကိုအပိုင်းပိုင်းလေးလောက်ထားတာပါဒါလေးကကစွန်းရိုးနီလေးပါဒီမှာပဲဒီလေးရောထည့်မယ်နော်ဒါကစွန်းရိုးလေးတွေကိုဒီမှာကချီလေးနဲ့ညှက်ထားပါတယ်ဒီမှာကြောင်ချာဒီပါဒီမှာကပဲပင်ပေါက်လေးဖြစ်ပါတယ်ဒါလေးအားလုံးချင်ပတ်သိမ့်မှာဖြစ်ပါတယ်ကဲဒီမှာပဲပင်ပေါက်လေးထည့်ပြီးပဲပင်ပေါက်လေးကိုအောက်မှာခင်းပြီးထည့်ပါမယ်ပဲပင်ပေါက်ထည့်ပြီးရင်အထိုးယူလေးထည့်ပါမယ်ယူလေးထည့်ပါမယ်ပုတ်ပြဒါကကြောင်ချာတီးဖြစ်ပါတယ်ကြောင်ချာတီးလေးရောထည့်မယ်နော်အပေါ်မှာကစွန်းရက်လေးကိုအဲ့လိုထည့်ပါမယ်တောက်ပါပြန်ကြည့်ပဲနော်ပဲပင်မကိုထပ်ထည့်ပါမယ်နည်းနည်းထည့်ပြင်ပါနော်စစ်မနော်နည်းနည်းဟာဒီမှာထမိန်ဟိုပါနော်ဆာမုံကိုအရေးကြိုထားတာသူကစားလေးထည့်ပေးရမယ်ပေါ့နော်စားများလေးပေါ့အရင်ကမငန်းစင်းနဲ့ပေါ့အဲ့ဒါကိုထည့်နေပါပြီဒီမှာပါဒီမှာလောင်းထည့်နေတာပါအပြည့်ပြည့်မယ်နော်သူကအိုးအပြည့်ပြည့်ရမှာပါ要不然啥时候？ညစ်တောင်ထည့်ရမယ်နော်ရပါပြီဒီမှာကပဲပင်ပေါက်လေးကြံလေးလို့နော်ကဲဒီမှာတပူကြီးစိန်ထားပါပြီတရက်နေပြီးကြည့်ပါမယ်ဒီမှာပဲပင်ပေါက်နဲ့ပဲဒီပေါ့နော်ဒီဟာလေးရဟောပါဆန်စင်းကိုအေးခံပြီးမှထည့်ပါ